စီထိုးတဲ့ခေါင်းလုံးတဲ့တာတီကျွန်တော်ခုပြပြမှာကတော့တစီထိုးတဲ့ခေါင်းလုံးတဲ့တာတီပဲဖြစ်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ပြီး subscribe လုပ်ပြီးပြောချင်ပါတယ်တစီထိုးတဲ့ခေါင်းလုံးတဲ့တာတီကျွတ်တူအညာမီပူချက်ပြကျုပ်ဖြစ်အိမ်နဲ့မထွက်နိုင်တော့5ရက်ရှိပေါ့ကျုပ်အမေကလည်းကျုပ်အိမ်မှာကနေပြီးဆိုနေခိုင်းစီတန်းစီခိုင်းတော့ရောဟုတ်တော့လဲဟုတ်သားပြအင်းလို့ဆိုတာမလုံးရတာစီမင်းလို့ကတော့နားရမှာတော့မဟုတ်ဘူးဗျရေစီတိုက်နွားစာပြောင်းရိုးတွေသွားရဲ့နွားစာစင်ရှိကျက်မြို့တဲ့နှမ်းရောက်ပဲရောက်သွားတော်တဲ့ဝင်ထောထင်းခွေရေဤရွာကြီးရှင်ထလို့ဆရာတော်ကျောင်းကဝေယကိုစသွားလုံနေဗျာဘယ်မှာအားလင်မလို့ဗျာဟဲ့တာလေနေဘယ်မှမတော့လားဟာဒီတော့ပူလာဗျာကျုပ်ဖြစ်သွားတဲ့စိတ်ကိုကိုအောင်ရောအမေကဘယ်မှမတော့လဲအမေကိုမကြည့်သားလေးဆွဲပြတော့ကျုပ်တို့ရှိမှကမကြည့်သေးမဲ့ခြင်းဆိုရင်ကိုယ်ပြင်မှာကိုဆိုပြီးအသာထုတ်ကြတာဗျအဲ့ဒါကိုအသာဆွဲတယ်လို့ပြောတာဗျပြီးရင်စင်လုံးလေးသိပြီးနေတပတ်လေးစားကြတာပေါ့ဗျာလူတို့ညာဟင်းနေမှာကခန်းညင်သီးနဲ့မကြည့်သေးလို့ဒါစားတာဗျချောင်းချမ်းချိန်ရင်လည်းမကြည့်သေးမဲ့လေးဥချတာဗျာကျုပ်ကအိမ်မတက်ပြီးမြေစီအိတ်ခွန်ပရစေခွန်တို့နဲ့ထဲထားမကြည့်သေးကိုထိုင်းခဲ့တယ်ပြီးတော့ကျိုးရနေကြတသက်ကော့ပြေးမှာဝပြချင်းတရားခင်းပြီးတော့မကြည့်မဲ့တွေကိုအသာထိုင်ဆွဲပြောတာတင်နေမရှိလားကျုပ်ကမကြည့်သေးအောင်ဆိုင်နေတော့ဝမ်းဝါကအတန်ကြားရတယ်ဝမ်းဝါလန့်ကြိုက်တော့ရွာတော့ပိုင်းမပြကြည့်ဗျခေါင်းမှာမဆိုးရတဲ့တင်းတော့ဟာထူလေးပြကြည့်ပါလားဒါလေးအမေရှိမြူးကျွန်တော်ထမကြတယ်ဗျကျုပ်ခေါ်လိုက်ရမလားအော်အေးမခေါ်နဲ့တော့ဒါလေးထူလေးအမတက်သွားလိုက်မယ်အနေကတော့အကြီးအလုပ်တွေထားတယ်နဲ့ဟိုဘထူလေးရကျုံတော်နှဲစားဖူလုံးသွားပြီပေါ့ဗျာဒါတဲ့အဖိုးညောင်မမြင်ပါလားအဘကရလိုက်တော့တယ်ဗျဟိုရဲ့ကကျုံမျက်စီဝဲထားတာအချိန်သွားကြည့်တယ်ဗျဟောကျုံနဲ့စကားပြန်ထူလေးပြကြည့်အိမ်မတက်သွားရလာပြီကြီးလာပြီအမေတို့ပြကြီးနဲ့မိဖို့လည်းမစကားပြောကြတဲ့အတန်ကိုကျုပ်တက်ကြားရတယ်ဗျခဏတော့အမေလည်းသူလေးပြကြီးလို့ပဲပစိုးတဲ့ကောင်းပေါ်တင်မနေတော့ထွက်ကြတယ်ဗျတက်တယ်ငါပြကြီးနဲ့နောက်ပိုင်းကိုလိုက်သွားလိုက်အောင်မယ်ထုံးပွင့်တို့ဒီဝက်ပေါ်လို့တဲ့စုံစမ်းသွားရအောင်မယ်အမေကျုပ်ကလေးနဲ့ထိတ်ခဲ့ဗျာကျုပ်ငတိစုံထောင်းလိုက်မယ်အေးထောင်းလာလီဇာပါထည့်ရခဲ့မယ်ကျုပ်အင်တော်ပေးဖို့ဝင်ပြီးငတိစုံကိုညက်ပြီးစီးပိုင်နေအောင်ထောင်းလိုက်တယ်ဗျပြီးတော့မှဝိုင်းနဲ့ကမကြီးမြောက်ကိုပြန်လာပြီးမကြီးအသာဆွဲရတော့ဗျာဒီနေ့ဒီမကြီးတွေကအသာပေါ်ပါဗျာတာတီငါပါကွာအေးတင်းတော့ပြောရကွာတာတီရအဲ့ဒါကြောင့်လည်းအမင်းကိုသတိရသွားပြီလာကြတာပေါ့ကွာကဲလာဗျာကိုကြီးဖော်ကကင်းပြသူနဲ့မြစိုးဖော်အောင်နဲ့သူ့ဖေကမန်းဖော်အောင်နဲ့ဗျကိုကြီးဖော်အောင်ဆင်းနေတော့ကလေးကသူကိုယ်ဆွေးချပြီးတည်သွားတယ်ကျိုးတူကငယ်ကလေးပဲရှိတယ်ဆိုမသိတော့ဘူးပေါ့ဗျာကျိုးလူကြီးလောင်လေးပြောလို့တည်ရလားဗျလူယူသားရဲ့လူကြီးဆိုပဲဘလို့ဖြစ်လို့ကိုတက်သေးသွားရဆိုတာဘယ်သူမှမတွေ့တော့တဲ့ကြောက်ဗျာတချို့ပြောတော့ကြတော့ဆင်းတော့သွားလို့တဲ့ဒီကပြောတာကြတော့မဖို့မောင်ကြီးကကင်းဆိုတော့ကွေးနေပါလိမ့်မတင်မမြောက်ပဲကိုမိုင်လွှိုက်တာလေဗျတဖြည်းဖြည်းဆင်းတော့လာရင်တည်သွားတာဆိုပဲလူတွေကအမျိုးပြကြတာပဲဗျသူကကိုကြီးဖုန်းကိုပြောပါထိုင်ပြီးတော့ဒီနေ့ကျန်အိတ်ခိုင်နေဗျငကားချင်းတလေးနဲ့ပေါ့ဗျာရောကိုကြီးဖုန်းစရိတ်ကလေးဖွာလိုက်အောင်ကိုကြီးဖုန်းကကြော်ရတဲ့မဲစရိတ်ကိုငကားစရိတ်ပေါ်စလန့်ယူပြီးတော့ဘာတော့ဖွာလိုက်တယ်သူကဝေါ်ဖြတ်ပြီးအဖုံးပိန်လှုပ်ထားတဲ့ယင်းလေးကြည့်တဲ့ကသူကျူခဲအိုလေးကိုဆွဲတော့ပြီးကိုကြီးဖုန်းအောင်တဲ့ယင်းငယ်ပြလိုက်တယ်ကိုကြီးဖုန်းကငကားစီဖို့လေးကိုဘယ်လိုပြောမိလဲညွှန်းနေတက်ကလေးချောင်းညှက်လိုက်တယ်ပြီးတော့ညာဘက်လက်နဲ့ယင်းလေးကကိုင်းပြီးဖုကနေမှုလိုက်တော့လိုက်လို့နေရောဗျာကျိုးတို့ညာသားတွေကဘလောက်ဘူးနေဘူးလေးကလာရင်ကြီးတော့ရမရှိဘူးဗျယူနေဘူးကိုတပူနဲ့မှုတော့ကြတာကိုကြီးဖုန်းကယင်းတစ်ပံကုန်းသွားရောငကားစီဖို့ကလေးကိုပြန်ဖွာပြန်ရောတာတီတို့ညာသားရတော့ကလည်းရှင်နေဆက်လိုက်ဆိုတာကမော်ပြီပေါ့ဗျာကိုကြီးဖူအောင်ဘယ်ကလေးလာတော့ဗျဘေးမှလက်မလာဘူးမင်းစီကိုတက်လာတာကိုကြီးဖူအောင်ကင်းဆိုတော့တို့ညာသားရတော့အသားမညိုဘူးဗျအသားဖြူတယ်အရက်ကလည်းစီစီပင်ပါနဲ့လူကတော့လွတ်ရိုးဗျသူ့ဖြစ်မရှိရင်တော့သူ့မိကလည်းနောက်ရင်တော့ပြုတ်ခဲ့ပါဘူးပင်သားတိုင်မှာရားလေးကိုဦးဆောင်ပြီးလူငါးရလောက်ခဲ့တာဗျကိုကြီးဖူအောင်တို့နိုင်ရလည်းဦးစားပါပြီတို့ရောမှာကတို့ဗမာညာသားတွေပဲရှိတာဗျကိုကြီးဖူအောင်တို့ကင်းဆိုရှိတာမဟုတ်ဘူးတို့များသူပဲရှိတာခုတော့ဂျားလေးကိုကြီးဖိုးအောင်မဲ့ဦးစီးတော့ကနေတော့ပေါ့ဗျာဒါမဲ့ကိုကြီးဖိုးအောင်ကလှုပ်ကြတာဗျအတောက်စားလည်းမရှိဘူးစီဝိုင်းတော်တော်ကိုချောင်းနေကြတယ်ကိုကြီးဖိုးအောင်အင်းအောင်ကြသွားတာကလည်းဘငွေကောင်မစောကြီးနေအင်းအောင်ကြတာမစောကြီးကဘာမှမလေးဗျာဘငွေကောင်သူပဲဒီတော့ကိုကြီးဖိုးအောင်သားရသားလေးကတော့ကင်ကပြလေးဖြစ်သွားတော့ဗျာဒါမဲ့နာမည်ကတော့စောဖိုးအောင်လို့မေးလာတာကိုကြီးဖိုးအောင်သားဖြစ်ပြီးမျိုးလုံးပြပြနဲ့ငါနဲ့တချုံးတော့လောက်ချုံမေးပေါ့ဗျာ
ပြောပါအောင်ကိုကြီးဖို့ကျိုးစီကိုလာတာဘာကိစ္စမရှိလို့ကျုံးမဲကိုကြီးဖို့မျက်နှာပြသွားတယ်ဗျခေါင်းလေးစစ်စစ်ငြိမ်ပြီးပြောတယ်ငါတော့ရောက်နေမှတာတဲ့ကိုကြီးဖို့ကစကားကိုဆံပြောကြထားတယ်ဟင်းတော့ကတော့ဟုတ်လားကိုကြီးဘာတော့ခများလဲဗျကိုကြီးဖို့ကအသက်32နှစ်3နှစ်လောက်ရှိပြီဗျလူရိုးတယ်ကွာဗျကျောက်ကမင်းနဲ့သူကပြောတာဗျတာတီမင်းငါပဲဒီမမမောင်ကြောက်တယ်မလားဟာကြောက်တော့ကိုကြီးဖို့ရဲ့တရားလူကြီးပြောနေကြောက်တာပေါ့မင်းဘလို့ကြောက်လို့ကွာဟောဒီလိုလေးဗျမဖုံမောင်ကစစ်စင်းလို့ဖြစ်သွားပြီဘန်ကုန်တရားထဲမှာဇိုးချပြီးတည်သွားတယ်ဆိုတာကြောက်တယ်ဗျအေးမင်းကြတာမှန်တယ်ဒါပေမဲ့ငါပတိကစင်းတော့တည်သွားမှာမဟုတ်ဘူးကွာစင်းကြီးတည်သွားတာဗျာစင်းတော့တာမဟုတ်ဟုတ်လားကိုအေးဟုတ်တယ်ငါပတိကစင်းမတော့ဘူးစိတ်လေးရမ်းညစ်သွားတာကွာဟာဖြစ်ရတယ်ဗျာဘာလို့လဲလောက်စင်းရစီလုံးဗျာကြောက်ကြောက်ဘူးတော့မဖုံမောင်ကလူရိုးသားပြီးလို့ကြိုးစားလို့ပြကြတာပဲစီဝါတော်တော်ဆင်းပြေတယ်ဆိုဘာလို့လဲလောက်စင်းရစီလုံးဗျာအေးကွာတားတည်းငါမင်းကပြောပြအောင်မယ်ငါပတိရဲ့ပတိငါဟုတ်ပေါ့ကွာမမကောင်တာရှိတယ်သူကဟိုးတောင်တော့ယူပေါ်တယ်ပြီးကြောက်ကြီးကိုခွင့်ရခဲ့ရတယ်ကွာဗျာဒါဆိုရင်ခင်ဗျာဖိုးမမကောင်လည်းသူတိုက်သွားတာပေါ့ဟုတ်တယ်တားတည်းငါဖေမသိခင်သူနားထဲမှာချက်ချောင်းကအတူပါခေါင်းထွက်တိုင်းကြားနေတာကွာဟာချက်ချောင်းဘာလို့ဗျဟဲ့ကောင်ရငါဟိုတောင်မကင်းကြီးကွာသူနေမကင်းကြီးကြီးပဲပြီးတော့ခင်ဗျာဘာသာကိုးပြတာကွာခင်ဗျာနေဖျားချောင်းချက်ချောင်းနဲ့ခေါ်ကြတာကွာအဲ့ဒီချက်ချောင်းမှာဖျားစီကိုထိုးတဲ့ခေါင်းတိုင်းရှိတယ်ကွာအတူပါစီအဲ့ခေါင်းတိုင်းထိုးရတယ်ဆိုပဲခင်ဗျားတို့ဘုကခရင်ကိုရတာအီလီကွာတို့ဘုကခရင်ရနေအခုဆုံးသွားမှာငါပတိကအဲ့ဒီကအိမ်နေမြေတွေရောင်းချပြီးဘောင်းကိုပြောင်းလာတာကွာဒီမှာယာတွေဝယ်နွားတွေဝယ်ပြီးတော့လုံးနေတာကွာဒီဘောင်းကူကြည့်ဖို့ကျူစားဘူးတာကခင်ဗျားပတိမောင်ကဘုရားဘာသာကိုဝယ်ထားပါဗျဘယ်ကဖုံးကြောင်းမှာမဖို့မောင်သူသွားတယ်ကနေလာမမုံတာဗျအေးဟုတ်တယ်လေတဲ့ပတိကဘောင်းကိုတဲ့ကျောက်တော့ဘုရားဘာသာကိုပြောင်းပြီးကိုဝယ်တယ်ငါမိုးလဲပတိတို့ဘုရားဘာသာကိုဝယ်ထားပါပဲ